ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတလောလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေတဲ့စကိုင်းဘလူးမဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းလေ့လာမှုတချို့နဲ့အတူဒေတာကန်တို့ရဲ့ပြောစကားတွေကိုပြန်လည်လို့တဆင့်မျှဝေပေးလိုက်မှာဖြစ်ပါတယ်။စကိုင်းတိုင်းရဲ့မြို့ပြရှုခင်းတွေနဲ့တောတောင်ရှုခင်းတွေကတော့အလွန်မင်းတာယာလှပတဲ့ပုံရိပ်တွေတစ်ခုဖြစ်ခဲ့ပါတယ်။စကိုင်းတိုင်းရဲ့တောတောင်တွေကြောင့်တကောင်ရန်ချိန်မှာတော့တစံတစ်ခုကလှုပ်ရှားနေတဲ့လူတွေပြောလာကြပါတယ်။လူလည်းမဟုတ်ပြိဿန်လည်းမဟုတ်သူတို့ခေါ်ကြတဲ့နာမည်ကစကိုင်းဘလူးမှာဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာရေပန်းစားနေတဲ့ဒီအကြောင်းအရာကိုဗတ်ပေါင်းစုံကနေစူးစီးပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာစတင်ခဲ့တာကစကိုင်းတိုင်းတွင်းကဝေးလံခေါင်ပြတဲ့ရွာတရွာကစတင်ခဲ့တာပါညဘက်လေကွင်းထဲမှာပစ္စည်းပြောက်တာကြက်ဝက်တွေရုတ်တရက်ပျောက်ဆုံးတာတွေကစပြီးတော့လူမဟုတ်တဲ့အရာတခုရှိနေပြီဆိုတဲ့သတင်းစကားတွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ညဘက်မှာထူးဆန်းတဲ့အတန်တွေကြားရတဲ့အရေးမဲကြီးကိုမြင်လိုက်ရတယ်ဆိုတဲ့မျက်မြင်သက်သေတွေရဲ့ပြောပြချက်တွေကလည်းပုံမများပြားလာခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာအရှိန်ဟုန်ပြင်းပြင်းနဲ့ Facebook ရဲ့ပို့များ TikTok ရဲ့ဗီဒီယိုများစာရန်တွေမှာတော့စကိုင်းဘလူးမအစစ်တန်ဖိုင်အမှန်စသဖြင့်အမျိုးမျိုးပြသနေကြပါတယ်။ဒီအကြောင်းအရာတွေကစူးစီးပြီးပြရမယ်ဆိုရင်တော့လူတချို့ကသူတို့ရိုက်ကူးထားတဲ့ညဘက်ဗီဒီယိုတွေမှာထူးဆန်းတဲ့အရာဝတ္ထုတွေပါဝင်နေတယ်လို့ဆိုကြပြန်ပါတယ်။တချို့ကလည်းဒါဟာအမောင်တူထဲမှာလူတွေရဲ့ကြောက်စိမ့်ကြောက်ဖြစ်ပေါ်လာတဲ့ပုံရိပ်တစ်ခုလိုအငင်းပွားကြပြန်ပါတယ်ဒီအကြောင်းအရာဟာအမှန်တရားလားဒါမှမဟုတ်တမန်ပြောတဲ့ဖန်တီးမှုလားဆိုတာကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပဲဖြစ်ပါတယ်ရှင်ပရိသတ်များရှင်တစ်ပင်များရဲ့အရေးများတော်ရင်တရိတ်ဆန်တွေရဲ့ပုံရိပ်တွေနဲ့သူတင်သားဆန်ဆန် graphic ပုံတွေကိုစူးစီးတင်ဆက်ရမယ်ဆိုရင်သိပ္ပံပညာရှင်တွေရဲ့စိတ်ပညာရှင်တွေရဲ့အဆိုအရကတော့ဒီလိုဖြစ်ရပ်တွေဟာအများအားဖြင့်လူတွေကမရှင်းလင်းတဲ့အရေးတွေကိုလူပုံစံလို့ချစ်မှတ်မှားတဲ့စိတ်ကူးရင်မှုမျိုးကအခြေခံလာခဲ့တာပါဒါအပြင်တော်ရင် trace ရင်တွေရဲ့အပြုမှုတွေအမှောင်တွေကအလင်းရောင်အမားတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒေတာကန်တွေရဲ့ပြောပြချက်ကတော့ဒီတက်ပိုပြီးနည်းနည်းလှပါတယ်ရှင်ပရိသတ်များရှင်နောက်ဆုံးမှာတော့စကိုင်းဘလူးမဆိုတာအမှန်တကယ်ရှိနေတဲ့တတ္တဝါတစ်မျိုးလားဒါမှမဟုတ်ဒေတာတွင်းမှာအလွန်မင်းကြောက်ရွံ့မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ္ဍာရီလားဆိုတာခိုင်မာတဲ့သက်သေထောက်ထားမရှိသေးပါဘူးအရေးကြီးတာကတော့ကျမတို့ရဲ့ပတ်ဝန်းကျင်ကိုသတိထားစောင့်ကြည့်ရင်မဟုတ်မမှန်တဲ့သတင်းတွေကိုဖြန့်ဝေခြင်းကနေရှောင်ကျဉ်ဖို့ဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ထင်မြင်ယူဆချက်ကိုလည်း comment မှာဆွေးနွေးပေးပါလို့ဖိတ်ခေါ်ရင်းဒေတာကန်အချို့တင်ပြထားတဲ့ပုံရိပ်တွေနဲ့အတူသတင်းဌာနအချို့ကတင်ဆက်ထားတဲ့ပုံရိပ်တွေဒေတာကန်တွေရဲ့စကားတွေကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်ရှင်။တော့ကောင်းတဲ့ပွားများအထုံနိုင်ကြပါစေ။ကျွန်မပြောမှာကတော့စကိုင်းကဘလူးမရဲ့အကြောင်းတအားကိုစိတ်ဝင်စားလွန်းလို့စကိုင်းဝက်လက်ဖက်မှာတဲ့ဘလူးမငါဘလူးကြောက်စရာကောင်းလိုက်တာအဲ့ဘလူးကတဲ့သူက22နှစ်ရှိပြီတဲ့ဘလူးရဲ့သူ့ရဲ့ညီမလေးက19နှစ်တဲ့သူကလည်းမိန်းကလေးပဲနော်သူ့ရဲ့မောင်လေးက2နှစ်တဲ့သူတို့ကတောင်ရအလုပ်တွေလုပ်တဲ့အတွက်သူတို့အမေအဖေတွေကစိတ်ကြောင်းခိုင်းတော့စိတ်တွေသွားကြောင်းတဲ့အခါမှာစိတ်တွေကိုစားပလိုက်တယ်တဲ့နှစ်ကောင်လောက်ကိုစားလိုက်တယ်တဲ့စဉ်းစားကောင်းအေးနဲ့သူ့မောင်လေးကအော်လဲအော်နှစ်ကလေးကအော်လဲအော်အဲ့ဒီကလေးကိုစားပလိုက်တော့ခြေတော့နှစ်ချောင်းပဲကြံတော့တယ်ခြေတော့နှစ်ချောင်းပဲကြံတော့တယ်တနေ့ထဲမှာစားလိုက်တာအဲ့ဒီအချိန်မှာသူ့အမေဖေးတဲ့မြင်နေမြောသူ့ကိုဝိုင်းဝဲပြီးတော့သက်ဆိုင်ရတဲ့တိုင်မယ်ဆိုလဲဆိုတော့သူကထွက်ပြေးသွားတယ်အဲ့နာရွာတယောက်ကိုထွက်ပြေးသွားတယ်တဲ့အဲ့ဒီရွာတယောက်ကိုထွက်ပြေးတဲ့အချိန်မှာပဲအဲ့ဒီရွာမှာရှိတဲ့ကလေးလေးတယောက်ကဆက်ပြီးစားပလိုက်တယ်တဲ့လူသားမာတယ်နော်အသားတွေမာတယ်နော်22နှစ်နဲ့စားနိုင်တယ်ဆိုတာတော်တော်သွေးကောင်းနေတာပေါ့ဆိုတော့ပြောချင်တာကအာလာဝကဆိုကျမတို့ငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့အာလာဝကဟာလူသားစားတဲ့အာလာဝကတို့ကြားဘူးတယ်မဟုတ်လားဟမ်ဦးလာဖတို့ဆိုတာလေးတော့ရှိခဲ့တာတော့မှပဲလက်တွေ့ကြကမဖြည့်ရှင်းနိုင်ခဲ့ဘူးခုမိန်းကလေးလည်းဖြစ်တယ်အသက်22နှစ်ဖြစ်တယ်ဆိုမွေးအတင်ခြေတဲကသူဒီဘလူးမှန်ခဲ့ရင်အဲ့ဒီရွာမှာမထားသင့်လို့အဲ့ဒီမြို့မှာလည်းထားစရာအကြောင်းမရှိဘူးတင်းတေချာပြောမယ်နားထောင်မိတွင်ထဲမှာဘလူးလေးမွေးတယ်လို့ပြောရင်တောင်မှပဲအစွဲတစ်ခုကြီးနဲ့ထွက်လာတာဒီလိုတဲ့နှစ်ခုနဲ့ဘလူးလေးမွေးတယ်ဆိုရင်ရွာကလုံးဝလက်မခံဘူးအဲ့ဒီမှာမိဖွားပေးတဲ့သူကိုနှိုက်ကိုကလည်းဖြည့်ရှင်းခိုင်းတယ်မထားဘူးအရှင်းမထားဘူးရုပ်ရှင်ကားတွေလည်းရှိတယ်လေသူ့ကိုတုတ်တင်ရှင်းလင်းရင်တောင်မှပဲခေါင်းကတက်လက်နှစ်ဖက်က
တောင်းနဲ့မြောင်းနဲ့ခြေထောက်နှစ်ဘက်ကအရှင်းနဲ့အနောက်နဲ့ခန္ဓာကိုယ်ကိုဖြတ်ပလိုက်ရတာအဲ့ဒါမွေးချင်းတော့မှအဲ့ဘလူးမျိုးဟုတ်တယ်နော်ဒီလိုမျိုးအသက်22နှစ်အရွယ်ရောက်နေတဲ့ဘလူးမတယောက်ကိုကျန်တဲ့သူတွေကနှစ်ပေါင်းများစွာဘာဖြစ်လို့ထားတာလဲအလှကြည့်နေတာလားစပွဲပေါ်ကကြည့်ကောင်းနေတဲ့အလုပ်ကလေးမလို့လားအယုတ်ကလေးမလို့လားအဲ့ဒါဆိုရင်ကျန်တဲ့သူတွေအတွက်ကအများကြီးအန္တရာယ်ရှိတာပေါ့သူဘယ်သွားလို့သွားမှန်းမသိဘယ်လာလို့လာမှန်းမသိဆိုလို့ရှိရင်အကုန်လုံးကကြောက်လန့်စိတ်တွေနဲ့အကုန်လုံးစိတ်ညစ်ရမှာရှင်းနေတော့အဲ့ဒီအတွက်ကိုလက်ရှိဒီဘလူးမသည်ရှိနေတဲ့ရွာရှိနေတဲ့မြို့ဆိုရင်သက်ဆိုင်ရာကိုဖုံးဆက်ပြီးတော့အကြောင်းကြားပေးပါတိတိကျကျတွေ့တယ်ဆိုလဲကျမပြောနေတဲ့အချိန်မှာဖိုင်နဲ့ဓာတ်ပုံရိုက်ပြီးတော့ပို့ပေးပါအဲ့ဒါလေးပြောချင်အသားစားဘလူးမကြီးကြောင့်ထိတ်လန့်နေရတဲ့စကိုင်းမျိုးသူမျိုးသားများအခြေအနေဒီနေ့မှာတော့စကိုင်းတိုင်းဒေသကြီးဘက်မှာတော်တော်လေးကိုကြရဲရိုက်နေပြီးလူတွေကြားမှာအကြောက်တရားတွေနဲ့ပြန့်နှံ့နေတဲ့အသားစားဘလူးမသတင်းလေးအကြောင်းပြောပြပေးခြင်းပါတယ်ဝက်လက်ဒေသကနေစတင်ခဲ့တဲ့ဆိုတဲ့ဒီသတင်းကတကယ်ကိုကြောချမ်းစရာကောင်းနေပါတယ်အသက်20ကျော်အရွယ်လူငယ်အမျိုးသမီးတစ်ယောက်ရုပ်ရည်ကလည်းချောမောလှပပေမဲ့ပါးပြင်မှာအင်းကွက်လိုကမ်မီယာဆန်နဲ့အမတ်အသားတွေရှိတယ်ဆိုပြီးဒေသခံတွေကပြောဆိုနေကြတာပါအိမ်မွေးတရိတ်ဆန်တွေပျောက်ဆုံးရာကနေအဆုံးသတ်မှာတော့မောင်လေးအရင်ကိုပါကိုက်စားလိုက်တယ်ဆိုတော့ကြောက်စရာကောင်းတဲ့ကောလာဟလာတွေကစကိုင်းမျိုးအာလောင်နဲ့ဘောကရက်ွက်တွေထိပြန့်နှံ့နေတာပါဒီသတင်းကတရဝင်းအတီးပြုထားတာမျိုးတော့မဟုတ်ပါဘူးခေတ်ကာလအခြေအနေတွေကြောင့်စိတ်ဖိစီးမှုတွေများပြီးကောလာဟလာတွေလွယ်လွယ်လေးနဲ့ပေါက်ဖွာလာတာဖြစ်နိုင်တယ်လို့တကယ်ပဲစိတ်ကျန်းမာရေးချို့ယွင်းနေသူတူဦးလမ်းလွဲနေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့မီးမရှိပဲမီးကိုမထွက်ဘူးဆိုတဲ့အတိုင်းပေါ်ပေါ်ဆဆနေလို့တော့မရပါဘူးမိဘတွေအနေနဲ့ကိုကလေးတွေကိုအနီးကပ်ဆောင်ရှောက်ဖို့ကျောင်းအကျိုးအဖို့ကိုဂရုစိုက်ဖို့နဲ့ဒဇိန်းတွေကိုအိမ်နဲ့အလွယ်တကူမခေါ်ဖို့တတိထားကြပါဒီသတင်းပေါ်ပရိသတ်ကြီးတို့ဘယ်လိုမြင်လဲကိုလာဟလာတသက်လို့ထင်လားဒါမှမဟုတ်တကယ်ပဲလားဆိုတာမှတ်ချက်ပြခဲ့ပါဦးရှင်မြေပေါ်တက်သွားပြီကွာမြေပေါ်ပြန်လာဟာမြေပေါ်ကိုတက်သွားပြီရှင်းဟာငါတခါမှမြေကြီးပဲအမကြီးကြီးဟမ်ဘယ်ဝင်သွားပြီထွက်လာမှာအဲ့ဟိုးတာဗါလေအဲ့မဒီဘက်ရောက်လာစာဒီမှာအာဒီမှာနေတာတပတ်ပတ်နေတာသူဝင်သွားအဲ့မြေပုံဝင်မရှိဟောဟိုမှာတွေ့လားဟိုမှာအာအပြောင်းလဲသွားနေယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးပြီးဒီအချိန်ပေးပြီးနားဆင်ကြည့်ရှုကြတဲ့ပရိသတ်တူချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်